အမျိုးသမီးတယောက်အိမ်ပြန်လမ်းမှာလူဆိုးတယောက်ရဲ့နှောက်ယှက်ခြင်းကိုခံနေရပါတယ်။ဒါပေမဲ့သူမမသိခဲ့တာကရေကန်ဘေးမှာရှိတဲ့အရာမငွေကြီးတစ်ကောင်ကအရာအလုံးကိုစောင့်ကြည့်နေခဲ့တာပါ။အမျိုးသမီးအနေနဲ့ကြားရောက်မဲ့အချိန်မှာပဲငွေကြီးကလူဆိုးကိုကိုနဲ့ပတ်ပြီးရေအောက်နှက်ထဲကိုဆွဲချသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကို Jack မြင်လိုက်တာနဲ့ချက်ချင်းပြေးလာခဲ့တဲ့ရွာသားတွေထပ်မံအနေနဲ့မကြုံရအောင်သူဟာငွေဖမ်းကျွမ်းကျင်သူ2ယောက်ကိုခေါ်ယူလိုက်ပါတယ်။အသက်ကြီးတဲ့ဆရာသမားကကြိုတင်ပြင်ဆင်ထားတဲ့ဝက်ပေါက်စလေးတစ်ကောင်ကိုထုတ်ယူပြီးငွေကြိုက်တဲ့အစာနဲ့လိမ့်ကာကူထဲကိုတွန်းပို့လိုက်တဲ့မိုက်ကတော့တန်ကြိုးလေးကြီးကိုကင်ထားပြီးအချိန်မရွေးပြန်ဆွဲထုတ်ဖို့အသင့်ဆောင်နေခဲ့ပါတယ်။မကြာခင်မှာပဲငွေကြီးကအစာကိုကိုက်ယူလိုက်ပြီးတန်ကြိုးပေါ်ကခေါင်းလောင်းတွေမြည်လာခဲ့တဲ့မိုက်ကအားကုန်သုံးပြီးဆွဲလိုက်ပေမဲ့ငွေကိုအပြင်ထုတ်နိုင်မဲ့အစာသူကိုယ်တိုင်ကူထဲကိုဆွဲသွင်းခံရတော့မလို့ဖြစ်သွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ Jack ရဲ့ဆရာသမားကြီးကအချိန်မီတန်ကြိုးကိုဝင်ဆွဲပေးခဲ့လို့မိုက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဆရာသမားကြီးကနီလန်အစ်တစ်ခုစဉ်းစားလိုက်တယ်သူတို့ဟာကန့်ကိုမီးရှို့ပြီးရက်တောင်နဲ့အခိုးငွေတွေကိုကူထဲကိုမှုတ်သွင်းလိုက်ကြပါတယ်။မကြာခင်မှာပဲအခိုးငွေတံကိုမခံနိုင်တော့တဲ့ငွေကြီးကသူ့ရဲ့အောင်းအိမ်ထဲကနေတွားထွက်လာခဲ့တယ်။ဒီလောက်ကြီးမားတဲ့တရဝါကိုမြင်လိုက်ရတဲ့အခါလူ2ယောက်လုံးကြောက်လန့်သွားပြီးနောက်ဆုတ်လာကြပါတယ်။ဒါပေမဲ့ငွေကြီးကသူတို့ကိုအလွယ်တကူလွတ်ပေးဖို့မစဉ်းစားထားခဲ့ပါဘူး။ Jack ကိုဒဏ်ရာရအောင်တိုက်ခိုက်ပြီးနောက်ငွေကြီးကမိုက်ကိုပြစ်မှတ်ထားလိုက်တယ်။အနေရကိုတိလိုက်တဲ့မိုက်ကချက်ချင်းထွက်ပြေးပေမဲ့ငွေကြီးကမရက်မနာလိုက်လံခဲ့ပါတယ်။ဒါပေမဲ့မိုက်ဟာဆရာသမားကြီးကြိုတင်ထောင်ထားတဲ့ထောင်ချောက်ထဲကိုရောက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဆရာသမားကြီးကပြုပြင်ထားတဲ့လေးနဲ့မြားကိုအသုံးပြုပြီးငွေကြီးကိုတိုက်ရိုက်ပစ်ခတ်လိုက်ပါတယ်။အောက်ကိုခုံစင်းကကျိုးနဲ့ငွေကြီးရဲ့ခန္ဓာကိုယ်ကိုမြေပြင်ပေါ်ကနေဆွဲတင်ထားလိုက်တဲ့နာကျင်မှုကြောင့်ဒေါသထွက်သွားတဲ့ငွေကြီးကဆရာသမားကြီးကိုအပြင်းထန်လိုက်လံတိုက်ခိုက်တော့တယ်။ဒီခွင့်ရေးကိုအသုံးချပြီးဆရာသမားကြီးကတစ်ပင်တစ်ပင်ပက်လေကိုအကြိမ်ကြိမ်ပြေးလွှားခဲ့တဲ့နောက်ဆုံးမှာတော့ငွေကြီးကိုတစ်ပင်နဲ့ချီနှောင်ထားနိုင်ခဲ့ပါတယ်။မိုက်ကအခွင့်အရေးကိုအမိရဖမ်းယူပြီးတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ငွေကြီးရဲ့အမိပြင်းပြင်းတစ်ချက်ကြောင့်လေပေါ်ကိုလွတ်ထွက်သွားခဲ့တယ်။ငွေကြီးလွတ်မြောက်တော့မဲ့အခိုက်အတန့်မှာဆရာသမားကြီးကသူ့ရဲ့လှုပ်ဝက်လက်နက်ကိုထုတ်ယူပြီးအလင်းအမြန်တက်ဆင်လိုက်တယ်။ငွေကြီးလွတ်ထွက်ခါနီးမှာပဲသူကအဲ့ဒီလက်နက်နဲ့ငွေကြီးရဲ့ခေါင်းကိုတိုက်ရိုက်ပစ်ခတ်လိုက်ပါတယ်။ချက်ချင်းပဲအဝါရောင်ခိုးငွေတွေပောက်ကွဲထွက်လာပြီးအစိတ်တန်ကြောင့်ငွေကြီးဟာတတိလစ်မေ့မျောသွားခဲ့ပါတော့တယ်